ရှင်ဒီနေ့ရှင်းပြမယ့်အကြောင်းအရာကတော့စာဝတ်ထွန်း program နဲ့မှာပါတဲ့အကြောင်းအရာဖြစ်တဲ့ Goming Yonggong ဆိုတဲ့ပြည်သူပင်စင်ဆိုတဲ့အကြောင်းအရာနိုင်ငံသားပင်စင်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကိုရီးယားမှာစာဝယ်ဖို့ home ဆိုပြီးတော့ခေါင်းစဉ်လေးရှိပါတယ်စာဝယ်ဖို့ home လူဖွဲ့စည်းအာမခံဆိုပြီးတော့ရှိပါတယ်အဲ့ဒီအောက်မှာခေါင်းစဉ်စုစုပေါင်း၄ခုရှိပါတယ်ဘာတွေတော့ဆိုတော့နံပါတ်1ကခေါင်းကန့်ပူဟောင်းဖြစ်ပါတယ်ကျမကြီးအာမခံဖြစ်ပါတယ်နောက်တစ်ခုကဂမင်းညုံကုံလို့ခေါ်တဲ့ပြည်သူပင်စင်နိုင်ငံသားပင်စင်ရှိမယ်နံပါတ်3ကတော့ကိုယုံပူဟောင်းလို့ခေါ်တဲ့အလုပ်အာမခံစာပေါ်နံပါတ်4မှာတော့စန်အောစန်အောချေဟေကိုစံကိုဟောမ်ဆိုပြီးတော့အလွယ်ခေါ်တဲ့စမ်းကျဲဆိုတဲ့လုပ်ငန်းခွင်ထိခိုက်မှုလျှော်ကြေးအာမခံဆိုပြီးတော့စနစ်လေးကိုရှိပါတယ်အဲ့ဒီထဲကမှဒီနေ့ဒီဂမင်းယွန်ကုံအကြောင်းလေးကိုရှင်းပြပေးသွားပါမယ်ဂမင်းယွန်ကုံမှာ한국의 대표적인 코리아နိုင်ငံရဲ့대표적 고사ပြု사회보장제도의 하나이다. 사회ဆိုတော့လူဖွဲ့စည်းပေါ့နော်보장ကအာမခံပေးထားတဲ့အာမခံချက်စနစ်တွေက하나이다တစ်ခုဖြစ်ပါသည်ဂမင်း연금 소득이 있을 때ဝင်ငွေရှိတဲ့အခါဝင်ငွေရှိနေတဲ့အခါမှာ매달 보험료를 납부하고လစဉ်လတိုင်းအာမခံကြေးတွေကိုပေးဆောင်ပြီးတော့납부하다의အဓိပ္ပာယ်ကပေးဆောင်သည်나이가 들거나အသက်ရလို့ပဲဖြစ်စေ장애 등으로ထိခိုက်နစ်နာမှု장애ဆိုတာထိခိုက်တယ်ဆိုတာထက်ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့မတန်မစွမ်းဖြစ်တဲ့အခါတွေစသည်ဖြင့်소득이 중단되었을 때ဝင်ငွေကရပ်တန့်သွားတဲ့အခါ급여로 받는 제도이다လစဉ်ပေးဆောင်မှုပေါ့နော်받는 제도이다ရရှိတဲ့စနစ်ဖြစ်ပါတယ်한국에서는 60세 미만으로서ဒါလေးမှတ်ရအောင်ကိုရီးယားနိုင်ငံမှာတော့အသက်60အောက်အဖြစ်소득이 있는 사람은ဝင်ငွေရှိတဲ့သူသည် 의무적으로 တာဝန်အရတာဝန်ဆိုတဲ့သဘောတရားဒီမဖြစ်မနေထည့်ရမှာပေါ့နော်국민연금에 가입해야 한다. 국민연금만 사인ထည့်ထားရပါမယ်한국에 거주하고 있는 외국인도 코리아만 နေထိုင်နေတဲ့နိုင်ငံခြားသားလည်းပဲ 한국인과 동등하게 단준이며 국민연금에 가입해야 한다. ပြည်သူပင်စင်နိုင်ငံသားပင်စင်တွေမှာစာရင်းထည့်ထားရပါမယ်외국인의 국민연금 가입은 사인သွင်းတဲ့နေရာမှာတော့2မျိုးခွဲထားပါတယ်တစ်ခုက사업장 가입자လို့ခေါ်ပါတယ်직장 가입자လို့လည်းခေါ်တာပေါ့နော်လုပ်ငန်းခွင်ကနေစာရင်းထည့်ခြင်းဒါမှမဟုတ်ရင်외국인 지역 가입자ဖြစ်ပါတယ်지역နေမြေကနေဒေသကနေစာရင်းထည့်တဲ့သူအဖြစ်နဲ့그번 준다ပိုင်းခြားထားပါသည်만 18세 이상 အသက် 18နှစ်အထက်ဖြစ်ရမယ်သူရဲ့အသက်ကန့်သတ်ချက်ကလေးမှတ်ထားနော်만 18세 이상 60세 미만 60အောက်ဖြစ်ရပါမယ်외국인이 국민연금에 가입된 사업장에 근무하며နိုင်ငံခြားသားသည်နိုင်ငံသားပင်စင်ထဲမှာစာရင်းထည့်ထားတဲ့လုပ်ငန်းခွင်ထဲမှာအလုပ်လုပ်ရင်သူသည် automatic ဘာဖြစ်သွားမှာလဲဆိုတော့ 사업장 가입자 ဖြစ်သွားပါတယ်ကိုယ်ဝယ်အဲ့ဒီလူတွေမဟုတ်ဘဲနဲ့ကိုယ်ဝယ်ထားအပြင်ပေါ့နော်ထားတွေကိုဖယ်လိုက်လို့ကျန်တဲ့외국인နိုင်ငံခြားသားတွေ지역 가입자가 된다ဒေသဆိုင်ရာစာရင်းထည့်တဲ့သူဖြစ်သွားပါတယ်가입 대상에서 대상ဆိုတာကအဓိကသက်ဆိုင်သူစာရင်းထည့်လို့ရနိုင်တဲ့သူပြောချင်တာစာရင်းထည့်တဲ့နေရာမှာအဓိကသက်ဆိုင်တဲ့သူဆိုတော့ရတဲ့ထည့်လို့ရတဲ့သူသည်제외되는 경우도 있기 때문에 제외လုပ်ထားတာဖယ်ထားတာမပါတာပေါ့နော်ဖယ်ထားခြင်းခံရတဲ့အခြေအနေလည်းရှိတဲ့အတွက်ကြောင့်반드시 확인을 해야 한다ကျိန်းသေပေါက်စစ်ဆေးကြည့်ရပါမည်နမူနာအဖြစ်မြန်မာနိုင်ငံသည်국민연금ထဲမှာမပါဘူးပေါ့နော်ထည့်လို့ရတဲ့ထဲမှာမပါပါဘူး제외လုပ်ခြင်းခံထားရပါတယ်
ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီစာချုပ် MOU ချုပ်ဆိုတဲ့အခါမှာအစိုးရနှစ်ရပ်ရဲ့သဘောတူညီချက်အရပေါ့နော်만약에유냐 한국과 사회보장협정을 마저 나라에서 코리아 내 루브회시 아마간제 협정 맞다. သဘောတူညီချက် ချုပ်ဆိုခဲ့သော MOU ချုပ်ဆိုခဲ့သော နိုင်ငံကနေ 한국으로 파견된 근로자가 코리아နိုင်ငံသို့ 세로친ခံရသော 파견되다, 세로친ခံရသော အလုပ်သမားသည် 자기 나라에서 မိမိရဲ့နိုင်ငံမှာ 국민연금에 가입한 증명서를 နိုင်ငံသားပင်စင်မှာ စာရင်းထည့်ထားတဲ့ သက်သေခံအထောက်အထားစာရွက်ကို 제출하면 တင်ပြရင် 한국에서 국민연금에 가입하지 않아도 된다. 코리아နိုင်ငံမှာ ရှိတဲ့ နိုင်ငံသားပင်စင်ထဲမှာ စာရင်းမထည့်လည်းပဲ ရပါတယ်. 이 외에도 국가별로 နိုင်ငံတစ်ခုချင်းစီအလိုက် 별도의အဓိပ္ပာယ်သည် တစ်ခုချင်းစီအလိုက် 가입 대상인지 아닌지 စာရင်းထည့်တဲ့သက်ဆိုင်သူ ဟုတ်လား မဟုတ်ဘူးလားဆိုတာ 체류 자격에 따라 체류 자격သည် နေထိုင်မှု အရည်အချင်း တနည်းအားဖြင့် visaပေါ် မူတည်ပြီး에 따라 한국의 국민연금 가입 대상인지 아닌지에 대해서는နိုင်ငံသားပင်စင် ထည့်လို့ရတဲ့သူ ဟုတ်လား မဟုတ်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ 국민연금공단으로 နိုင်ငံသားပင်စင်ကို စီမံလုပ်ကိုင်တဲ့အဖွဲ့အစည်းဟာ 국민연금공단 ဖြစ်ပါတယ်. အဖွဲ့အစည်းရဲ့ homepage ကနေပြီးတော့ 확인하세요. စစ်ဆေးကြည့်ရှုလို့ရပါသည်တဲ့. အခုရှင်းပြသွားတာသည် 사회보험လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းအာမခံ 4ခုရှိတဲ့ထဲက 국민연금အကြောင်းတွေဖြစ်ပါတယ်. အသက်အရွယ်အားဖြင့် အသက် 18 နှစ်ကနေ အသက် 18 နှစ်အထက် 60 အောက် နိုင်ငံခြားသားပဲဖြစ်စေ ကိုရီးယားလူမျိုးပဲဖြစ်စေ ထည့်လို့ရပါတယ်. နိုင်ငံခြားသားကတော့ တချို့သောနိုင်ငံတွေသည် jailware လုပ်ခြင်းခံထားရပါတယ်. jailware ရဲ့အဓိပ္ပာယ်က ဖယ်ထားခြင်းခံရတယ်လို့ပြောတာပါ. အကျိုးဝင်တဲ့ပုံစံလေးတစ်ခုဖြစ်ပါစေရှင်.